ဂျာမန်ဘုန်းကြီးတစ်ပါးကဘုန်းဘုန်းပြောတယ်တစ်ချိန်ကြာလို့ရှိရင်တဲ့ဘုရားဘာသာဟာသူတို့ဥရောပမှာထွန်းကားပါလိမ့်မယ်တဲ့အခုဗမာပြည်တို့အာရှတို့ထွန်းကားနေပြီပဲတစ်ချိန်ကြာရင်အဲ့ဒီမှာထွန်းကားမယ်အားကြောင့်သူပြောတာတော့ဆိုလို့ရှိရင်ဗမာလူမျိုးတွေရဲ့အများစုရဲ့စိတ်ကဘာစိတ်တွေရှိသလဲစဉ်းစားကြည့်လိုက်ပါဆိုရင်ဗမာလူမျိုးတွေကလောကစီးစိမ်ဥစ္စာကိုပြေဝမခံစားရသေးတော့တိုက်တဲ့နေခြင်းနဲ့ကားစီးခြင်းနဲ့တယ်လီဗီရှင်းနဲ့ကြည့်ခြင်းနဲ့တယ်လီဖုန်းရခြင်းနဲ့ဆိုတဲ့လူတွေများတယ်လေmajority ကြည့်လိုက်မယ်ဆိုရင်အဲ့ဒါတွေကိုလောကဘက်မှာအသုံးဆောင်တပည့်တမောရှိနေကြတယ်သူတို့စီကြတော့အဲ့ဒါတွေကိုမလို့ချင်တော့ဒါတွေကိုသိပြီးတမိုးထားတော့စိတ်နှလုံးအေးချမ်းမှုကိုတမိုးထားလာအဲ့တော့စိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တာဘုရားရဲ့အဆုံးအမတစ်ခုပဲရှိတယ်ဒီမှာဒါကြောင့်မလို့သူပြောတာဒီနေ့ကြလို့ရှိရင်သူတို့နိုင်ငံမှာဘုရားဘုရားဘာသာပြန်ပါလိမ့်မယ်ပြောလို့ရနိုင်တဲ့အနေအထားမျိုးလေးတွေတာဆူနေတာရှိတယ်ဒီမှာ